ငြိမ်းအေးခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာရှိတဲ့နနက်ခင်းချမ်းသာစေတဲ့အတွေ့အလေးတစ်ခုပေါ့ငါဟာအောက်နိုင်သူပေါ့ I am a winner ဥစ္စာဆုံးရှုံးဘဝတစ်ခုလုံးပြတ်သုံးစေကမူဒါလည်းခဏခဏပြောပါတယ်ဒီလိုခေတ်ပြက်ကြီးထဲမှာကြတော့အဆုံးရှုံးမှုတွေကြတော့တို့မလွဲမရှောင်တာသူငါတွေ့နေကြတာပဲတချို့ကဥစ္စာတွေဆုံးရှုံးတချို့ကချစ်ရသူတွေဆုံးရှုံးတချို့ကပါဝါတွေအာဏာတွေဆုံးရှုံးတယ်ပိုင်ဆိုင်မှုတွေဆုံးရှုံးဥစ္စာဆုံးရှုံးဘဝတစ်ခုလုံးပြတ်သုံးစေကမူတဲ့ကိုယ်မှရှိထားဓမ္မအားမြင်သွားအောင်နိုင်သူဥစ္စာတွေဆုံးရှုံးတယ်ချစ်သူတွေဆုံးရှုံးတယ်ကိုယ့်ရဲ့ပါဝါတွေဆုံးရှုံးတယ်ရဲ့ပိုင်ဆိုင်မှုတွေဘလောက်ပဲဆုံးရှုံးသွားပါစေကိုယ်မှရှိတဲ့ဒီစွမ်းအားတွေပေါ့နော်ကိုယ်မှရှိတဲ့သီလစွမ်းအားသမာဓိစွမ်းအားပညာစွမ်းအားနောက်တစ်မျိုးပြောကြမယ်ပါရမီစွမ်းအားတွေပေါ့ဥစ္စာတွေဘလောက်ပဲဆုံးရှုံးကိုယ့်ရဲ့ပါရမီစွမ်းအားတွေကိုမြင်နိုင်ရင်ကျင့်သုံးနိုင်ရင်ကိုအားထုတ်ပြီးတော့ကိုအသုံးချနိုင်ရင်တော့ဒါဆုံးရှုံးတဲ့သူမဟုတ်ဘူးအောင်နိုင်တဲ့သူပဲဖြစ်တယ်ပေါ့တချို့ကဥစ္စာတွေပြည့်စုံသွားတာနဲ့ဥစ္စာတွေဆုံးရှုံးသွားတာနဲ့ကိုယ့်ရဲ့စိတ်အထက်တွေပြတ်သုံးသွားတယ်ကိုယ်ချင်းတရားတွေပြတ်သွားတယ်စိတ်ဓာတ်တွေပြတ်ပြားသွားတယ်အသိဉာဏ်တွေပြတ်သုံးသွားတယ်ဆိုရင်ဒါတကယ်ဆုံးရှုံးမှုပဲဥစ္စာတွေဆုံးတာနဲ့ကိုယ့်ရဲ့ဒီစိတ်ထားကောင်းတွေပေါ့နော်ကိုယ့်ရဲ့ပါရမီတွေဒါနပါရမီတွေဆုံးရှုံးသွားတယ်သီလပါရမီတွေနိက္ခမပညာဝိရိယခန္တီမေတ္တာသစ္စာအဋိဋ္ဌံတွေဥပေက္ခတွေဥစ္စာတစ်ခုရှုံးတာနဲ့အဲ့ဓာတွေအားလုံးအဆုံးရှုံးခံလိုက်မယ်ဆိုရင်တော့ဒါတကယ်ဆုံးရှုံးတာပဲလောကကြီးထဲမှာကြည့်လိုက်တော့တချို့ကဘာမှမဟုတ်တဲ့ရည်စားနဲ့စကားများတာကိုတကယ်ကိုဆုံးရှုံးမှုကြီးလို့ထင်ပြီးတော့ကိုယ်အဆုံးစီရင်သွားကြတာတွေလူငယ်တွေမှာဖြစ်များကြတာပေါ့လေဒါကြောင့်ကိုယ်ဆူဆိုင်လုပ်တဲ့နိုင်ငံတွေမှာကြည့်လိုက်တော့အလုတ်ပြုတ်လို့ကိုယ်ဆူဆိုင်လုပ်ကြတယ်ဟိုအထက်လူကြီးနဲ့အစင်မပြေလို့ကိုယ့်ရဲ့အိမ်သူအိမ်သားတွေနဲ့အစင်မပြေလို့အဲ့ဒီအတွက်နဲ့ကိုသူတို့ကိုတတ်သိနိုင်လောက်အောင်ကိုစိတ်ဓာတ်တွေဆုံးရှုံးသွားကြတယ်ပေါ့အဲ့လိုဆုံးရှုံးနေတဲ့သူတွေကြားထဲမှာအောင်မြင်စွာကိုနေနိုင်ဖို့ကိုယ့်ရဲ့စိတ်အေးချမ်းသာစွာနေနိုင်ဖို့အတွက်တဲ့ကိုယ့်ရဲ့အတွင်းအားကိုမြင်အောင်ရှုပွားကြရမယ်ပေါ့ I'm a winner တဲ့ I lost you but I found me so I win ကိုဘလောက်ပဲဆုံးရှုံးသွားပါစေဒီဥစ္စာပစ္စည်းတွေကိုယ့်ရဲ့ချစ်သူခင်သူတွေဘလောက်ပဲဆုံးရှုံးနေပါစေကိုယ့်ရဲ့အတွင်းအားတွေကိုယ်မှာရှိတဲ့ဒါနစွမ်းအားတွေကိုယ်မှာရှိတဲ့သီလကျင့်နိုင်စွမ်းတွေကိုယ်မှာရှိတဲ့နိက္ခမအတ္တကိုစွန့်လွတ်နိုင်စွမ်းတွေကိုယ်မှာရှိတဲ့ပညာအသိအားတွေကိုယ်မှာရှိတဲ့ဝိရိယလုံလခွန်အားတွေအဲ့ဒါတွေမဆုံးရှုံးစေနဲ့ကိုယ်မှာရှိတဲ့သစ္စာတွေကိုယ်မှာရှိတဲ့ခန္တီတွေအဋိဋ္ဌံတွေမေတ္တာတွေဥပေက္ခတွေအဲ့ဒီပါရမီစွမ်းအားတွေကိုယ်မှာရှိတယ်အဲ့ဒီကိုယ်မှာရှိတဲ့ပါရမီစွမ်းအားတွေကိုယောဂီများရှုမြင်ရင်းနဲ့အမှန်တရားကိုပေါ့နော်ဒုက္ခကိုတကယ်သိမြင်သမုဒယကိုတကယ်စွန့်ပြီးတော့နိရောဓငြိမ်းအေးမှုကိုတကယ်ရသွားတဲ့လူဟာဒါရှုံးသွားတာမဟုတ်ဘူးနိုင်သွားတာဘုံမှာတွေ့လိုက်တယ်UK ကပေါ့နော် UK ကဒီဘဏ်လုပ်ငန်းရှင်တထေးမတယောက်
UK ကနေသူအင်ဒိုနီးရှားဂျကာတာကိုသူအလုပ်ကိစ္စနဲ့သွားတော့ဟိုတယ်မှာသူကအနုချမ်းစီးခံရတာပေါ့လူချမ်းတွေကသူ့ကိုတနက်နဲ့ထောက်ပြီးတော့လှဲထွန်းချအဲ့ဒီအခိုင်မှာသူဘာတွေးလိုက်တယ်လဲဆိုတော့ငါအစင်နဲ့မဖြစ်သေးဘူးငါမှဘာမှမရထားသေးဘူးဥစ္စာငွေကြေးတွေရှိပေမဲ့ငါရဲ့အတွင်းအားငြိမ်းအေးမှုတစ်ခုမှမရှိဘူးအဲ့ဒါနဲ့သူကံကောင်းထောက်မှစွာပဲကဲတင်တဲ့သူပေါ့ရောက်လာပြီးတော့သူလွတ်သွားအဲ့ဒီကနေသူကငါရဲ့ဘဝမှာအတွင်းအားဘာမှမရှိသေးဘူးအတွင်းအားကိုရှာမယ်ဆိုတော့သူ့ရဲ့ဗန္တထေမဘဝကိုစွန့်ပြီးတော့ဘုဒ္ဓမှာသူကယဟမဝတ်ပြီးတော့ငြိမ်းအေးတဲ့တရားကိုသူဖွေရှာလိုက်တဲ့အခါသူ့ရဲ့အတွင်းအားကိုသူရသွား I lost you but I found me so I win သူ့ရဲ့ဥစ္စာပစ္စည်းတွေဆုံးရှုံးသွားတယ်သူ့ရဲ့တထေမဘဝပြတ်သုံးသွားတယ်ဒါပေမဲ့သူ့ရဲ့ဒီအတွင်းမှာရှိတဲ့တကယ့်ပါရမီစွမ်းအားဓမ္မစွမ်းအားတွေကိုသူမြင်သွားတဲ့အတွက်ကြောင့်တဲ့ကိုယ်မှာရှိထားဓမ္မအားမြင်သွားအောင်နိုင်သူဥစ္စာဆုံးရှုံးဘဝတစ်ခုလုံးပြည့်သုံးစေကမူကိုယ်မှာရှိထားဓမ္မအားမြင်သွားအောင်နိုင်သူအဲ့ဒီEmma Slate အမျိုးသမီးလိုပဲပေါ့ကိုယ်မှာရှိတဲ့ဥစ္စာတွေဘလောက်ပဲဆုံးရှုံးသွားပါစေကိုယ်မှာရှိတဲ့ဒီဓမ္မအားပါရမီအားတွေကိုမြင်အောင်ရှုပွားနိုင်တဲ့သူဟာတကယ်အောင်မြင်တဲ့သူဖြစ်ပါတယ်အားလုံးပဲအောင်မြင်ကြပါစေ